Hello အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ကောင်းတယ်လို့ပြောတော့ကျွန်တော်ကောက်လေးရောင်းမှာပတ်တူးလာမှာအတန်နေတော့ဒါလေးပါမယ်အောက်ထုတ်အမတက rapid ပဲပါမယ်နော်B1 ပဲရှိမယ်ဒီအောက်ထုတ်လေးကကျတော့ဒီမှာအောက်ထုတ်နေမှာဒီကလေးရှိမယ်ဒါဆိုရင်ဒါနေရာမှာ gravity plate လို့ပါလို့ရှိအရင်က gravity ခိုင်းမလို့ gravity plate ဖြစ်ဟိုတန်းနေရာမှာကျတော့တိတ်မဆုံးဖူးနေရာမှာကျတော့အကောင်လုံးစောင့်မျှော်နေကြတဲ့ဗနုံကြီးလည်းပါမယ်လိုချင်ရပါတော့အကောင်လုံးလိုချင်တော့ဗနုံလည်းပါမယ် share လည်းပါကျွန်တော်ဒီကောက်ထိမဲ့လူမရှိဘူးဆိုခဲ့ရင်ကျွန်တော်ဒီဗနုံဟိုကေးလေးပေးပါမယ်ကျွန်တော်လဲမှာပေါ့နော်ဖူးခြင်းလဲမှာဘာလို့ဒီဘောလာမှာဆိုကောင်းတီးရထားနေဘာလို့အကုန်လုံးမြင့်နေမြင့်နေမှာကြည့်စုံနဲ့တလုံးနဲ့လဲဒီစနေရဒီစနေရလူအမဘောနော်အောက်စားနေရတော့တရားလေးပါမယ်ဒီကြီးနဲ့ပုံလေးပါဘာလဲအင်ဂျင်နီယာကတော့ free ပဲတုံးထားဟိုထရန်ကိုရရှိရပါတော့ဒီမှာအဲ့မှာအဲ့မှာအလန်းသားဟာကြီးဒါကိန်းစော့ပြီးတော့မှရမယ်ဟာအဲ့ဟာကြီးလည်းယူထားတယ်အဲ့ဒါတခြားဟာတွေကတော့ဘာမှမဟုတ်ဘူးကောင်းပါရှားရတယ်ဒီကတော့ဘာပဲတော်ဆိုတဲလေးပြီးရပါကောမန်လေးယူကြရcopy နေယူခဲ့တာဒီကျူရဆိုရင်တော့ site လေးပေးခဲ့ကြပြန် comment လေးလည်းရေးခဲ့ကြပါတော့တော်တော်လေးလောက်ခဲ့ကြအဲ့တော့ bye bye ပါအားလုံးမတတာ